အားလုံးပဲမင်္ဂလာပါစင်ပြင်ကြရလားဒီနေ့ကျွန်တော်နဲ့ရဲ့ video reaction လုပ်ချင်တာကတော့ဒီတရုတ်နိုင်ငံသားတယောက်ကအမေရိကန်ကိုတခါမှမရောက်ဖို့ပဲနဲ့ online ကနေမှ YouTube ကနေဒါမှမဟုတ်တော့စာအုပ်တွေကိုဖတ်ပြီးတော့မှအင်္ဂလိပ်လူကိုတကယ်အင်္ဂလိပ်တွေလူပြောတတ်တဲ့ဟာပေါ့နော်အဲ့ဒီသူတယောက်ကကဘာကျော်ဆယ်လီတယောက်ဖြစ်တဲ့ ISO speed တောင်မှတကယ်အောင်တော့ခဲ့တဲ့သူ့ရဲ့ video ပေါ့နော်သူ့ရဲ့ပြောဆိုပုံနဲ့သူက President Trump ရဲ့အတန်တွေကိုသူ့ပါပြီးတော့မှပြောဆိုတဲ့ဟာတွေတကယ်တူနေတဲ့ဟာပေါ့နော်ဒါကိုကျွန်တော်နိုင်ငံ video reaction လုပ်ချင်ပါတယ်ကျွန်တော်လည်းသူကြည့်ကြရအောင် There's going to be some safety issues. Are you from America? I'm from local, from Chongqing. You from China? Yeah, I've never been to America. No. I've never been to You America. got one of the best American accents ever. Thank you, thank you. I learned all by myself. I do a lot of reading and listening. And So you never been to America? I've never been to America. Although maybe one day. One amazing thing about Ryan is that he has never even been to the United States. Still, he learned how to talk and act, just like Trump, by watching videos, reading books, and practicing a lot. Guys, you know where we are? We're in Chongqing, China. Look at this. We're literally in the sky. Look at this. It's so high. It's so high. It's like we're walking in the sky. And the city is tremendous. If you look down there, it's like so many floors. There's so many layers about this city. And look at the way they plan their ဒီလူကတခါမှအမေရိကန်နော်မရောက်ခဲ့ဖို့ပဲမဲ့ဘာဖြစ်လို့အလောက်ထိအင်္ဂလိပ်လူတော်နေတာလဲသူကဘလူသင်ယူခဲ့တာလဲဘလူလက်လာခဲ့တာလဲဆိုတာကိုကျွန်တော်တို့အတူယူပြီးတော့မှကျွန်တော်တို့လက်ရှိအခြေအနေကိုယ့်ရဲ့နိုင်ငံကဘလောက်ပဲအခြေအနေစိုးနေပါစေနိုင်ငံရဲ့အခြေအနေကြောင်းပဲဖြစ်ဖြစ်မိသားစုအခြေအနေကြောင်းပဲဖြစ်ဖြစ်အကြောင်းမျိုးမကြောင်းကြောင်းမတက်နိုင်တော့တဲ့အချိန်မှာကျွန်တော်တို့ကအဆုံးမပဲပဲနဲ့တူတက်နေတဲ့ကဘာခဲကြီးမှာဒီ online ကနေမှကိုလူချင်တဲ့ဟာတွေကိုသိချင်တဲ့ဟာတွေလဲလာလို့ရတယ်ဆိုတာကဒီလူကနေမှကျွန်တော်တို့အတူယူလို့ရပါတယ်ထို့တဖြင့်ကျွန်တော်တို့အင်္ဂလိပ်စာလေ့လာတယ်ဆိုရင်လည်းပဲသူ့လူပဲဗီဒီယိုတွေကိုကြည့်တာပဲဖြစ်ဖြစ်စာအုပ်တွေဖတ်တာပဲဖြစ်ဖြစ်ဒီ YouTube ဗီဒီယိုတွေပဲဘာပဲကြည့်เนาะကျွန်တော်ပြောချင်တာကတခါလေကြောက်တော့ကျွန်တော်လူငယ်တွေကငါမှအကြောင်းတဲလို့မရတော့ဘူးနိုင်ငံရဲ့ channel အကြောင်းပဲဖြစ်ဖြစ်တော့မိသားစု channel အကြောင်းပဲဖြစ်ကျွန်တော်တို့အကြောင်းပြချက်တွေအများကြီးပေးပြီးတော့မှလုံးဝအရှုံးပြတ်တတ်တဲ့လူငယ်တွေရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့လူငယ်တွေကဘေးအခြေအနေမှာပဲဖြစ်ဖြစ်နိုင်ငံရေးအကြောင်းပဲဖြစ်ဖြစ်တခြားနိုင်ငံထွက်ပြီးတော့အလုပ်လုပ်တဲ့ခါမှာလည်းပဲအဲ့ဒီနေရာမှာကျွန်တော်တို့ကောင်းဆုံးကျူစာပြီးတော့ online ကနေပဲဖြစ်ဖြစ်တနည်းနည်းနဲ့ကျွန်တော်တို့မရတတ်မဲ့နဲ့လဲလာလို့ရတယ်ဆိုတာကိုဒီလူစီကနေမှာကျွန်တော်တို့အတူယူပြီးမှကျွန်တော်တို့လူငယ်တွေကအကြောင်းပြချက်တွေပေးနေမယ်ဆိုလို့ရှင်ကိုပဲရှုံးမယ်ဘေးအခြေအနေပဲဖြစ်ဖြစ်ဘာအကြောင်းပြချက်မှမပေးဘဲနဲ့ငါပဲကျူစာမယ်ငါပဲရုန်းကန်မယ်ငါဘဝတဲ့ငါပဲကျူစာမယ်ဆိုတဲ့စိတ်နဲ့ဒီလူကိုတူယူပြီးတော့မှကျွန်တော်လူငယ်တွေကျွန်တော်နိုင်ငံရေးမကောင်းတာကျွန်တော်နိုင်ငံရေးချင်တယ်အကြောင်းမို့ကဘာနှံ့မှာကျွန်တော်လူငယ်တွေစာတင်တဲ့လူငယ်တွေအလုပ်တွေလုပ်နေတာနော်လဲနေတွေကန်နေတာနားလေတယ်ဒါပေမဲ့ဘလူချင်တယ်ပဲဖြစ်ဖြစ်ဒေါ်လာရင်းလုပ်နေတာပဲဖြစ်ဖြစ်မရတတ်မနဲ့ဒီစာတော့ပညာရေးတွေရောဘ ഹു တုသားတွေကိုလေ့လာဆက်ချင်တယ်နိုင်ငံတကာမှာလှုပ်နေရင်လည်းပဲတနည်းနည်းတဖုံဖုံနဲ့ online နဲ့ formally ကြောင်းတက်လို့ရလားမဟုတ်ဘူးဆိုရင်လို့ရှိရင်တော့တော့အချင်းမပိတ်လည်းပဲ YouTube နဲ့ကျွန်တော်တခုခုလေ့လာမလားနော်အဲ့လိုမျိုးတွေကျွန်တော်တို့မရတတ်မဲ့နဲ့ကြိုးစားမယ်ဆိုလို့ရှင်တော့တနေ့နဲ့ကျွန်တော်တို့အနာကကျွန်တော်တို့အကောင်းဆုံးဖန်တီးမယ်တနေ့ကျွန်တော်အခုနိုင်ငံအတွက်ပြန်ကောင်းလာတဲ့ချိန်မှာလည်းပဲအခုနိုင်ငံအတွက်တတောက်တနေရာနဲ့မှာအကျိုးပြုတဲ့လူတယောက်ဖြစ်လာနိုင်တယ်ဒီလိုမဟုတ်ဘဲနဲ့အကြောင်းပြချက်တွေအများကြီးပေးပြီးတော့မှဒါမှမဟုတ်ဒေါ်လာတစ်ခုထည့်လုပ်ပြီးတော့မှဒါမှမဟုတ်အလုပ်တစ်ခုထည့်မှလုပ်ပြီးတော့မှကျွန်တော်တို့ပညာရေးတွေကိုဦးစားမပေးဘူးမလေ့လာဘူးဆိုလို့ရှင်တော့ကုပွားရတဲ့ရှုံးသူလူကျွန်တော်တို့နိုင်ငံအတွက်လည်းအများကြီးအကျိုးမပြုနိုင်ဘူးเนาะဆိုတော့ကျွန်တော်တို့လူငယ်တွေတို့တပြင်းဘယ်နေရာပဲရောက်နေမစဲဘယ်ချင်းနေပဲဖြစ်နေမစဲပညာရေးလဲလာဖို့ကိုလဲလာဖို့ဒီလိုမျိုးခဲတူးတက်နေတဲ့ခဲချင်းမှာကျွန်တော်တို့ online နဲ့အများကြီးလဲလာလို့ရတယ်တနည်းနည်းနဲ့ကိုကဖြစ်ချင်တဲ့ session တော့လဲလာလို့ရတယ်ဆိုတာကိုဒီလူစီကနေမှကျွန်တော်တို့တူယူပြီးတော့စူးစမ်းကြရအောင်လို့အနေနဲ့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကြားမှယူစိုက်ကြပါနောက်မှပြန်တွေ့ကြအောင်